Finland မှာတယောက်တည်းရှောက်သွားပြီးတော့ရှောက်လည်မဲ့ Elina ရဲ့ solo date လေးကိုအကုန်လုံးတူတူလိုက်ခဲ့ပေးကြပါအောင်နော်။ So အခု Finland နိုင်ငံမှာက Easter holiday season ဖြစ်နေတာဖြစ်တဲ့အတွက်အကြောင်းလေးရက်ပိတ်ပါတယ်။အဲ့ဒါနဲ့ Elina ကဒီ solo date လေးလုပ်မယ်လို့စဉ်းစားလိုက်တယ်ပေါ့နော်။ဆိုတော့ဒီနေ့မှာ Elina တို့ဒီနာကမြို့ကြီးကိုသွားပြီးတော့ရှောက်လည်မှာပဲဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့အပြင်သွားဖို့ Elina makeup ပြင်နေရပါရှင်။ Elina နေတဲ့ကဲမီယာတပီကနေပြီးတော့ Rovaniemi မြို့ကိုကြတော့တနားရီကြော်လောက် bus ကားစီးပြီးသွားရပါတယ်။အဲ့တော့အခု Elina အိမ်ကနေစားထွက်နေပြီးတော့ bus stop စီကိုသွားနေရပါလမ်းနေမှာတော့ညစ်ပတ်နေရပေါ့နော်နှင်းတွေကလည်းအရေးပြောနေပြီးတော့ degrees ကလည်း plus တက်သွားတာဖြစ်တဲ့အတွက်အခုချိန်ကတော့ Finland နိုင်ငံနဲ့ပြောရမယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုရုပ်ဆိုးနေရပေါ့နော်နှင်းတွေကလည်းအရေးပြောအပင်တွေကလည်းအရွက်တွေမရှိဆိုတော့တော်တော်ကြီးကိုကြည်ရဆိုပါတယ်ဆိုဆဆရောက်ချင်းမှာ Elina Burger King ကိုသွားပြီးတော့နေ့လေးစားဖို့လုပ်နေပါတယ်တယောက်တည်းပဲဆိုတော့ Elina meal တစ်ဆက်မှာလိုက်ပါတယ်ရှင်အခုဒီဗီဒီယိုကြည့်နေကြတဲ့သူတွေထဲမှာ introvert တွေပါလာတော့မပြောတတ်ဘူးပေါ့နော်အဲ့လိုပါတယ်ဆိုလို့ရှိရင်ဒီ solo date သွားကြည့်ကြပါလို့တော်တော်လေးကိုမိုက်ပါတယ်။ Elina ကတော့တယောက်တည်းနေရတာကိုပိုသဘောကျတာဖြစ်တဲ့အတွက်ဒီလိုမျိုးတွေအမြဲတမ်းရှောက်သွားပြီးရှောက်လေဖြစ်ပါတယ်။အခုကတော့ Elina မှားထားတာတွေရောက်လာလို့စားနေရပါတော့။စားပြီးတော့နဲ့ Elina စပြီးတော့ shopping ထွက်ပါမယ်။ကဲအခုတော့ကျွန်မ shopping center ရောက်ပါပြီ။ရောက်ချင်းအမြဲတမ်းဝင်နေကြဖြစ်တဲ့ H&M ကိုပဲစပြီးတော့ဝင်ပါမယ်။ဒါပေမဲ့ဒီတစ်ခေါက်သွားတာအဲ့လောက်ကြီးထိလှတာလေးမတွေ့ခဲ့ပါဘူး။ H&M တော့ရောက်နေပြီဒါပေမဲ့လိုချင်တာတွေတိတ်မတွေ့ဘူးပေါ့နော်အင်ကြီးအသက်ဝင်နိုင်တယ်အလောက်မလှဘူးဒါပေမဲ့ Elina ရှောက်ကြည့်ပြီးတော့ try on လေးလုပ်ကြည့်မယ်ပေါ့နော် basic top တွေကတော့ Elina video ရရင်လည်းအမြဲတမ်းဝတ်ဖြစ်နေရဖြစ်တဲ့အတွက်အဲ့ဒီ top လေး try on လုပ်ခဲ့ပါတယ်ပထမဦးဆုံးကတော့ဒီတစ်ထည်ပေါ့နော်ဒါလေးကကြတော့လေအောက်က see through ဖြစ်နေရပေါ့နော်အောက်ကဝတ်ထားတဲ့ဟာပေါ်နေတော့ကျွန်မမကြိုက်ပါဘူးအဲ့ဒါမယူခဲ့ဘူးဒုတိယတစ်ထည်ကကြတော့ခုနပုံစံကိုမှအမဲအောင်လေးပေါ့နော်ဒါလေးကတော့မစိုးဘူးအဲ့မို့လို့ Elina ဒီဟာလေးတော့ယူပါမယ် and then ဒါလေးကကြတော့ summer top လို့ပုံစံမျိုးပေါ့နော်လေပင်လဲနည်းနည်း height တယ်ပြီးတော့တိတ်သဘောမကျလို့အားလေးလည်းမရှိခဲ့ဘူးနောက်ဆုံးတစ်ခုကတော့ဒီလိုမျိုး summer top လေးပါဒါကတော့ဒီလက်လေးကို Elina အရင်သဘောကျလို့ပေါ့နော်ဒီဟာလေးယူခဲ့ပါရဲ့ရှင် So Elina အင်ဂျင်နဲ့ထည့်လေးယူမယ်ဒီအထူးနဲ့ထည့်မယူအမဲနဲ့ထည့်လေးယူမယ်H&M ကပြန်ထွက်လာတော့ထုံးစံအတိုင်းပဲ makeup ဆိုင်ကိုသွားတယ်ပြီးတော့ makeup လေး light try ပြီးတော့ဆိုင်ခဲ့ရပေါ့နော်အဲ့ဒီကတော့ Elina setting spray တစ်ခုပဲဝယ်ဖြစ်ခဲ့တယ်နှာခမ်းဒီကိုတော့လိုချင်တယ်ဒါပေမဲ့မလှလို့ပေါ့နော်မဝယ်ခဲ့ပါဘူးရှင် ဒီနှာခမ်းဒီနဲ့ light တယ်ချင်ပြီးတော့ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့ရှောက်ပဲကြည့်ပါလေကျွန်မနှာခမ်းဒီစမ်းတာဆိုပဲမဝယ်ခဲ့ဘူးပေါ့နော်အဲ့ဒါပြီးတော့ Elina တငယ်ချင်းတွေမှာထားတဲ့ပစ္စည်းလေးတချို့ကိုလည်းသွားဝယ်ပေးဖို့ရှိတာဖြစ်တဲ့အတွက်အဲ့ဒါသွားဝယ်ပေးနေရပါကျွန်တော်ဝယ်ရပါတယ်အဲ့ဒါပြီးတော့လည်းအင်ဂျီဆိုင်တွေဝင်ကြည့်ရပြီးတော့တခြားပေါ့နော် cute stuff တွေရောင်းတဲ့ဆိုင်တွေကိုလည်း Elina ဝင်ကြည့်အဲ့ဒါပေမဲ့ဝယ်တော့မဝယ်ခဲ့ပါဘူးနောက် shopping ပဲရတာမောသွားပြီးတော့ကျွန်မ15မိနစ်20လောက်ပေါ့နော်တစ်ချက်နာဖြစ်ပါတယ်အဲ့ဒါကိုshopping ပဲလာမောလာလို့တစ်ချက်နာနေတာတော့ပြီးမှဆက်သွားမယ်ပေါ့နော်ဗီဒီယိုတင်ပြရှိကြလားဆိုတော့တစ်ချက်ထိုင်ပြီးတော့ဖုန်းကတင်ပြီးဗီဒီယိုတင်လိုက်ပါမယ်ရှင်နောက်အဲ့အပြန်ထွက်ပြီးတော့ Elina နောက်ထပ် shopping center တစ်ခုသွားပါတယ်အဲ့မှာကျတော့အေးသွားတောင်းမလို့ပေါ့နော်ဒီ Finland နိုင်ငံမှာဆိုလို့ရှိရင် espresso house ဆိုတာလုံးဝနာမည်ကြီးပဲ Elina ကို coffee ဆိုင်ရောက်နေတာပါမချာလက်တင်းမှာတောက်ဖြစ်တယ်ပေါ့နော်coffee ဆိုင်မှာ chill လုပ်နေရင်လည်းပဲ Elina TikTok မှာ live လေးတစ်ချက်လွှင့်ပြခဲ့ပါတယ်ပြီးတော့ဒီ Asian market စီကိုဆက်သွားပြီးတော့ဝယ်စရာရှိရာတွေဝယ်တငယ်ချင်းတွေမှာထားရလဲရှိရဆိုတော့သူတို့မှာထားတွေလည်းအကုန်လုံးဝယ်ပေးဖြစ်ခဲ့ပါတယ်ဟို Elina Asian market ရောက်ပြီးတော့ Asian market ကဝယ်နေရပါတော့ Asian market ဆိုရင်အများနောက်ဆုံးမှဝင်ဖြစ်တဲ့ပစ္စည်းတွေများလို့ပါ Elina ဝယ်ပြီးသွားပြီပေါ့နော်တငယ်ချင်းတွေမှာထားတွေရောဆုံးပလုံးစီနေရတယ်So အလိုမျိုးနဲ့ပဲ Elina ရဲ့ဒီရက်တာအကုန်ဆုံးသွားပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်